တိုင်းရည်ပြတ်မှာလို့ရှင်သားတို့မပြုတ်ပဲနေတာဒါပေမဲ့ပို့ဆိုးတာဘာမှမလုပ်ဘူးအဲ့တော့ရှင်သားတို့လူထွက်ပြီးတော့ကျန်တဲ့စိတ်ပါမပါအခုကအဆုံးဖြတ်အထက်ကဆုံးဖြတ်ချက်အတိုင်းတပြည့်တော့လုံးလိုက်ရတော့မဟုတ်ပါဘူးအဲ့ဒါလုံးပြီးတော့ရှင်သားတို့ကျန်တဲ့ပြန်ဆိုရင်ဒီတော့ကဆက်ပြီးတော့ပြောမယ်ခင်ဗျာ3လအတော်တော်မှာပြန်မဝင်နဲ့ပြန်ဝတ်တာမြင်တပြည့်တော့တတ်မှတ်ထုတ်မဟုတ်ဘူးလေ3လတော့လုံးဝပြန်မဝင်နဲ့ပြန်ဝင်ရင်တပြည့်တော့ရဲခေါ်ပြီးတော့အဲ့ဒီအမှုနဲ့လက်ဆက်အဲ့လိုဆိုတော့သူသိတယ်နော်တပြည့်တော့အဲ့ဒါလုံးနေကြဗျာတပြည့်တော့ဟိုဘယ်ကိုတော့လောက်လိုက်ပြီဘယ်ကိုတော့လောက်လိုက်ပြီရှင်များတို့ဒီပဲဟုတ်လားနော်အဲ့ဒါဘယ်ကိုတော့ကမ္ဘာတောင်လောက်လိုက်ပြီဒါတော့မချုပ်ဘူးပါလေချုပ်ပြီးရဆိုရင်3လတော့လုံးဝမဝင်ဝင်ရင်ဆက်ဆုံးအဲ့ဒါရှင်းလို့ဘာပဲဖြစ်ဖြစ်ရှင်းတော့အဲ့ဒါရှင်များရဲတော့ချင်းရှင်များနောက်မှဘာပြောတော့လုံးကျွေးတယ်လူကလုံးပြန်လို့တသမားလို့လုံးကျွေးဟုတ်လားလုံးဘူးတော့မှလည်းပဲရှင်များဟိုလုံးပြန်လို့တသမားလို့ပတ်ဆိုင်ရအောင်လို့ဒီသင်္ကန်းဝတ်ပြီးတော့ဒီချိုးပြီးလုံးနေတယ်မဟုတ်ဆရာတော်တွေဆရာတော်မပြင်မှုသုံးပြတာဦးဇင်းတော်ကြိုက်တယ်ဒါဦးဇင်းတော်တော့အမှန်နဲ့တန်ခါငယ်နဲ့ရောက်ပါမှာထောင်ထဲရောက်မှာဟိုဘာလို့မလုပ်မှာလားနောက်ကလူတွေဘာလို့မပေးတာမှာထောင်ထဲကိုတန်းသွားမှာလားနောက်ကလူတွေဘာလို့ဆိုအစောထဲကိုတခါတန်းသွားမှာလားဒီတန်းထွက်မှာလားအဲ့ဒါပဲပြောဘာမှမလုပ်တော့ဘူးကဲမပြောရကြလားခဏနေနားတော်ကိုတော့နှစ်ပါးဒီမှာဒီဦးဇင်းတို့မိတဲ့ကြေးရွာဥက္ခရာပြောနေတယ်ဒီပြောတာထောင်ထဲကိုပဲတခါထည့်ပေးလိုက်မလားလူထွက်တော့ပဲလက်ခံမလားသူမေးတယ်လူလေးဟိုထောင်ထဲဆိုလူလေးထွက်မှာထောင်ထဲလေးကြားထွက်မလားလူလေးထောင်တော့ဝင်မလားလူထွက်မလားတဲ့ရှင်ကမေးနေတယ်တက်တာရဆရာပေါ့ကွာတိုက်တာလေးဘာမှအားလည်းဆွဲရမရှိတာလက်ခိတ်ကပါပြီးတော့ဟောထားပါဒီလိုစဉ်းစားလူထပ်တယ်တော့တော့ဝင်ကိုရှင်များဆက်တယ်တပတ်ပဲဟုတ်လားဟုတ်လားနော်ကိုရောအလုံးလုံးကိုရောတော့ရတော့ချင်လို့ညွှန်းတောင်းတော့ဘူးကွာဒီနဲ့မဆိုင်ဘူးကွာနော်အဲ့တော့ရှင်များတို့ဆရာဓမ္မနဲ့ခြံပြီးတော့ကိုကတိကတို့တွေမှာတန်ခါဝလို့ပြင်ချင်ဘူးတဲ့ရှင်များတို့ဂျပန်ကိုစာပို့ပြီးတော့ဟွာလုပ်ပေးလိုက်အဲ့ရှင်များပို့လိုက်စာပို့ဟင်ဗျာဂျပန်ကိုဟွာလုပ်ပေးဖို့ရေးယူပေးဖို့ဆိုပြကြတာဒီလိုရကြေးတာမနိုင်တာဓမ္မဒေသဆရာတို့ကိုတတ်တာပါဗျာဒီလိုကိုနေနဲ့သွားမယ်ဗျာခါလဲကိုနေသွားမယ်စာရွက်နဲ့လုံးလုံးမှာပို့ပြီးတော့လုပ်ကြ